ကျောင်းသားတွေအမေးများဆုံးတဲ့ကတစ်ခုဖြစ်တဲ့အမကြီးလဆာကောင်းတဲ့အလုပ်တွေကဘာလဲလို့မေးလာခဲ့လို့ရှိလို့ရှိရင်တိတလောက်အကြံဉာဏ်တွေကိုပြောပြပေးပါမယ်ရှင်နံပါတ်1ကကြတော့IT နဲ့ပတ်သက်တဲ့အလုပ်အမျိုးအစားတွေပဲဖြစ်ပါတယ်နံပါတ်2ကကြတော့သူများမလုပ်ချင်တဲ့အလုပ်ကျန်းတွေကလည်းလဆာကောင်းတဲ့အလုပ်အမျိုးအစားတွေပါပါတယ်ဥပမာအဖြစ်စောက်လို့ရည်လို့အလုပ်မျိုးတွေဆိုလို့ရှိရင် OD ကောင်းတဲ့နေရာတွေမှာဆိုရင်လဆာတော်တော်များတဲ့ထဲပါပါတယ်နောက်တစ်ခုကကြတော့ဒီစပစ်စီပြုပြင်တဲ့အပိုင်းတွေဆိုလို့ရှိရင်လည်းလဆာများတဲ့ထဲပါပါတယ်ရှင်နောက်တစ်ခုကကြတော့ဒီကိုမှသူနာပြုလက်မှတ်တွေပါရရှိရဲဆိုလို့ရှိရင်ဘိုးဘွားဆောက်ရှောက်ရေးနဲ့ပတ်သက်တဲ့ head care နဲ့ဆိုင်တဲ့လုပ်ငန်းတွေအားဆိုလို့ရှိရင်လည်းကိုလုံးသက်ကြလာနဲ့များလဆာအမြင့်လိုင်းတွေကိုတော်တော်လေးပါလာပါရဲ့ရှင်နောက်တစ်ခုကကြတော့ဒီကားမောင်းခြင်းနဲ့ပတ်သက်ကြရ delivery ပို့တာနဲ့ပတ်သက်ကြရဒါမျိုးအလုပ်တွေအားဆိုလို့ရှိရင်လည်းလဆာကောင်းတဲ့ထဲပါပါရဲ့ရှင်လဆာကောင်းတဲ့မကောင်းမှုဆိုတာကအလုပ်အမျိုးအစားတစ်ခုတည်းပေါ့ပဲမူတည်ရမဟုတ်ပဲနဲ့ကိုယ့်ရဲ့ sponsor scale ပေါ်လည်းမူတည်ပါရဲ့ရှင်ဥပမာဒီစက်ရုံလိုအလုပ်မျိုးပဲ M4 နဲ့ခေါ်တဲ့အလုပ်လဆာနဲ့ M3 နဲ့ခေါ်တဲ့လဆာတော့မှမတူပါဘူးရှင်အဲ့အတွက်ကြောင့်မလို့ကိုကလဆာကောင်းတဲ့အလုပ်မျိုးကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီစပန်ဆာ level scale ကိုလည်းတိုးတက်အောင်လုပ်သင့်ပါရဲ့ရှင်စပန်ဆာ level မြင့်လာတဲ့အမျှကိုယ့်ရဲ့လဆာကလည်းမြင့်သွားမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့လုပ်တဲ့မျိုးပေါ်မှာမူတည်ပြီးတော့လေလဆာမျိုးစားကွဲပါရဲ့ရှင်ဥပမာရန်ကုန်လိုမျိုးမျိုးမှာလောက်တာနဲ့ပဲခူးလိုမျိုးမျိုးမှာနယ်မျိုးမှာလောက်တာတော့မှလဆာချင်းကမတူပါဘူးရှင်ဒါပေမဲ့ဂျပန်နိုင်ငံကတော့ဘလို့လဆာရေးပဲခြားခြားပြင်းပြအဖြစ်ဘလောက်ကြံမယ်ဆိုတာမျိုးကိုတော့သတ်မှတ်ထားပေးတာမျိုးရှိရဲပေါ့နော်အဲ့အတွက်ကြောင့်မလို့အရင်ကွာစားမျိုးတော့မရှိပါဘူးရှင်တခါတလေမှာဆိုလို့ရှိရင်နယ်မျိုးတွေမှာဆိုရင်တော့မှ OT ပိုများမျိုးတွေလည်းရှိနိုင်ပါသေးတယ်ရှင်အဲ့တော့ကိုကလဆာမြင့်တဲ့အလုပ်မျိုးလိုချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ sponsor skill ကိုလည်းမြင့်ထားမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အလုပ်ကလည်းလဆာကမြင့်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးများရဲ့တင်ပါတယ် admin တို့နဲ့လက်တွဲပြီးတော့သင်တန်းတက်ချင်တယ်ဆိုလို့ရှိရင်17လပိုင်း JMPT ME N3 တန်းနေ N2 တန်းနေရှိပါတယ်9လပိုင်းအတွက်ဆိုရင် M5 M4 N3 N2 ခိုင်းဝတခုတည်းကင်းတို့တန်းခွဲရှိပါရဲ့ရှင် interview ရဲ့အထိ agency နဲ့မိတ်ဆက်လုပ်ကင်ပေးရတဲ့အတွက်ကြောင့်မလို့ admin တို့စီမှာသင်တန်းတက်မယ်ဆိုလို့ရှိရင် interview အတွက်စိတ်ပူရတာမျိုးရှိမှာမဟုတ်ပါဘူးရှင်ဒါပေမဲ့တခုရှိတာကကို့မှာလည်းဂျပန်စာ level တွေကပြည့်စုံနေမှရမှာပေါ့နော် M5 လောက်တက်ပြီးတော့ interview မလာသေးဘူးလားလို့ဒါမျိုးတော့ complaint တက်လို့မရဘူးပေါ့နော်အမားတို့သတ်မှတ်ထားတဲ့ level ရောက်သွားရဲဆိုလို့ရှိရင်တော့ interview တွေအတွက်အမားတို့ကစိမ့်သေးတာဝန်ယူမိတ်ဆက်ပေးပါရယ် admin တို့ကြောင့်နေဗမာရှိလဲဆိုပြီးမင်းနေကြတဲ့အတွက်ပဲခူးဆိုရင်မဟာမြိုင်မှာရှိပါရယ်ရန်ကုန်ဆိုရင်ရွှေပြည်သာမြို့နယ်မှာရှိပါရယ်ရှင်အဆောင်တွေလည်းစီစဉ်ထားပေးပါရယ်ပဲခူးဆိုလို့ရှိရင်သမင်းဆိုင်တော်မှာတင်တန်းရှိမှရှိပါရဲ့ရှင်ကျေးဇူးများရဲ့တင်ပါတယ်9လပိုင်းတန်းခွဲအတွက်အမှန်လို့ရပါသေးတယ်ရှင်